Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဟိုဘောက RC ကနေပြပြသွားမှာဖြစ်ပါတယ်ဗျအကောင့်ဝယ်တာဖြစ်ဖြစ်တခုပေါ့နော် trade တာဖြစ်ဖြစ်အကောင့် RC ပါနေကြတဲ့ကောင်တွေတော့ပေါ့နော်ကျွန်တော် RC ကနေပြပြအရင်ဦးဆုံးAdelica ဆိုတဲ့ app လေးလိုပါတယ်ဗျခုAdelica လေးကို Play Store မှာလွယ်တူရိုက်ရှာပြီးမှတောင်းနေပါတယ်ဒီကောင်လေးပေါ့နော် Google Adelica ဆိုတဲ့ app လေးပါဒီအလေးကိုထဲချစ်ဝင်ပေါ့နော်ဒီကတော့နည်းသုံးလို့ပါတယ်ရုံးဆိုကျွန်တော်တို့ဘော်လေးကိုရင်ဝင်ပါဘော်လေးဝင်မှာပေါ့နော်ခုကျွန်တော် RC ကာမယ်ဆိုလုပ်မယ်ဆိုရင်တော့ဒီ email လေးက very ဖြစ်နေမှရမှာပေါ့နော်ဒီ email လေးကိုမဖြစ်ရင်တော့လုပ်ပေးထားကြပါ email လေးဖြစ်နေမှရမယ်ပြီးရင်အဲ့ဒီ situation ဆိုတဲ့ထဲကိုဝင်မှာချက်ပုံမှာဗျအဲ့ထဲဝင်ပြီးရောက်သွားပြီဆိုရင်ခဏဆောင်ဝင်နော်ခါလဲဆောက်ပေးပါကျွန်တော် line သိမ့်မကောင်းလို့လည်းပေါ်တာပေါ့နော်အဲ့မှာ3ချောင်းမြောက်မှာပေါ့နော်3ချောင်းမြောက်လေးကိုရွေးလိုက်ပါမယ်ဗျ Adelica app very safe ဆိုတဲ့နေရာလေးကိုရွေးလိုက်ပါမယ်အဲ့ဒါလေးရွေးလိုက်ပြီးဆိုရင်တော့ဒီလိုလေးပေါ်လာခဲ့မှာဖြစ်ပါတယ်ဗျဒီလိုလေးပေါ်ပြီးဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော် email ကိုတောင်းမယ်ကျွန်တော်အခု Gmail ချစ်တဲ့ email ကိုတွားပြီးတော့ကုတ်ကြမှာဗျအဲ့ကုတ်ကိုကျွန်တော်တို့ကတောင်းရမှာဖြစ်ပါတယ်ကုတ်ကိုပေါ့နော်ကျွန်တော်တို့ကလေးနော်အဲ့ဆိုရင်အဲ့ကုတ်ကိုကျွန်တော်တို့ copy ယူမယ် copy ချစ်ယူပြီးရင်အဲ့ဟိုနားနေရာလေးမှာတော့ထည့်မှာဖြစ်ပါတယ်ဗျဘောနော်ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာကုတ်ကိုထည့်ပေးလိုက်ရင်တော့သူကဒီကောင်လေးပေါ်မှာထားအောင်ဆိုရင်တစ်ရှစ်စာကိုဖိလိုက်ပါပေါ်လေးမှာကုတ်လေးပေါ့ကုတ်လို့ကီးလေးကြမှာကီးကိုထည့်ပြီးရင်ကျွန်တော်ဟိုAdelicaဆိုတဲ့ Adel လေးကိုသွားပါမယ်ဗျAdel လေးကိုသွားမယ်ပြီးရင်အပေါင်းလေးရှိတယ်ဟုတ်တယ်ဗျဟိုလေးနေပြီးရင်ဒီမှာဟိုဖို့လို့ရှာမယ်ပြီးရင်ဒီမှာကီးမှာအတားလေးထည့်မယ်ထည့်ပြီး ADD နှိပ်ပါမယ်အဲ့ဆိုရင်တော့ကျွန်တော်ရလာမှာဖြစ်ပါတယ်ဗျအဲ့လိုရပြီဆိုရင်တော့ကျွန်တော်ချက်ဝင်မယ်တက်ပွင့်ပြီးအဲ့ကျွန်တော်ကိုလေးကိုထည့်မှာဖြစ်ပါဗျAdelica လေးကိုကိုလေးကြလာမှာဖြစ်ပါတယ်ဗျကျွန်တော်တော့ပြတော့ပါဘူးဗျကျွန်တော်ပြကောလည်းမရှိပါဘူးအဲ့ဒါမျိုးကိုကြလာရင်ကိုဒီမှာထည့်ပေးလိမ့်မှာဗျကိုထည့်ပေးလိခါကျရင်ဒီလိုမျိုးလေးပေါ်လာရင်တော့အောင်မြင်သွားပါပြီဒီဟာလေးကိုတရားလေးတက်ဖို့ရင်ပြီးမှ copy ယူထားကြပါဗျအဲ့ဒါကတော့အကောင့်လေးဖြစ်သွားတခုဖြစ်သွားပဲဖြစ်ပြန်ဝင်ဖို့ back app ပဲဖြစ်ပါရဲ့ဗျအဲ့လိုကျွန်တော်တရားတော့ copy ယူထားလိုက်မယ်ဗျအဲ့ဆိုတော့ဘာသာအကောင့်တရားရခိုင် no save ဖြစ်သွားပါပြီဘာသာတို့ profile ကောင့်နေဟိုအကောင့်တွေကိုကိုရောကအကောင့်တွေကိုယုံကြည်နေဝယ်ခြင်းတော့ကျွန်တော်ရှိမှလာဖို့လို့ရပါတယ်ဗျRC လဲကာထားပြီးသားဖြစ်တဲ့အတွက် RC ပါဖို့ဆိုတာလုံးဝဖြစ်နေပါ RC ပါတော့ခဲ့ရင်လည်းတရားရင်လို့ပြန်ရုပ်ပေးပါရဲ့ဗျအဲ့ဒါတော့ကျွန်တော်ရဲ့ကောင်လေးပေါ့နော် high low offer နဲ့လို့ရှာပါအတူတွေပေါ်တာဖြစ်တဲ့အတွက်တေချာလေးတော့ရှာပေးကြပါဗျprofile ကောင့်နဲ့ main ကောင့်နဲ့ random ကောင့်တွေအကုန်ရပါတယ်